အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အမေသားကိုခင်းရှင်တင်စီပြန်ချက်လေးချက်မှာဖြစ်ပါတယ်ပထမအဆုံးအမေသားကိုကျွန်တော်တို့ရေစင်အောင်ဆေးမယ်ပေါ့နော်ကျွန်တော်တို့၄ခါလောက်ဆေးမယ်ပြီးတော့ကျွန်တော်တို့စားထည့်မယ်အရှုံမှုနည်းနည်းလေးပဲထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့စနွယ်မှုနည်းနည်းထည့်ပါမယ်ငားငံပြရေနည်းနည်းလေးထည့်မယ်ပြီးတော့ကျွန်တော်တို့သမအောင်မွေလိုက်ပါမယ်ကျွန်တော်တို့ဒီနေရာမှာအမေသားကိုနူး easy ဖို့အတွက်ကျွန်တော်တို့တံပြာသီးကိုသုံးထားပါတယ်ဗနီကာချာလကာရေသုံးရင်လေးရတယ်ပေါ့နော်အခုကကြတော့ကျွန်တော်တို့တံပြာသီးအစ်စ်ကိုသုံးပြီးတော့ကျွန်တော်တို့ရောပြီးတော့နေလိုက်ပါတယ်ဒါဆိုလို့ရှိရင်အမေသားမြင်မြင်လေးရှက်တဲ့ခါမှာမြင်မြင်လေးနူးစင်မှာဖြစ်ပါတယ်ကြက်သွန်နီရယ်ကျွန်တော်တို့ကြက်သွန်ဖြူရယ်ကျွန်တော်ဂျင်းရယ်ပေါ့နော်ထောင်ရလေအောင်ဆိုပြီးတော့ကျွန်တော်နှုတ်စိမ့်ထားပါတယ်ဒါလေးတွေကျွန်တော်တို့ဂျင်းကိုတော့အရင်ဆုံးထောင်းပေါ့နော်ဂျင်းကိုအရင်ဆုံးထောင်းမှာပဲသူကထောင်းတဲ့ခါမှာမြင်မြင်ညက်ပံဖြစ်ပါတယ်နော်ပြီးမှကျွန်တော်ဂျင်းပြီးရင်ကြက်သွန်ဖြူထေးထောင်းမယ်ပြီးတော့ကြက်သွန်နီထောင်းမယ်ပြီးတော့ကျွန်တော်တို့ငရုတ်သီးစိမ့်နည်းနည်းလေးတုံးထားတယ်ပေါ့နော်ခင်းချင်းတီကိုအနည်းလုံးမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ညက်နေအောင်ခင်းချင်းတီကိုကျွန်တော်တို့ပြီးထားပါတယ်ပြီးတော့ကျွန်တော်တို့ပထမဆုံးဂျင်းကြက်သွန်ဖြူကြက်သွန်နီထောင်းထားတာလေးကိုကျွန်တော်စီတက်မယ်စီတက်ပြီးဝလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ခင်းချင်းတီထည့်မယ်ပေါ့နော်ခင်းချင်းတီထည့်ပြီးတော့ကျွန်တော်တို့ခင်းချင်းတီအနက်ပြောက်တဲ့အထိစီတက်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ဝက်လောက်နဲ့ထားတဲ့အမေသားကိုစီတက်ပြီးလို့ရှိရင်ထည့်ပြီးတော့ကျွန်တော်တို့မွေးလိုက်ပါမယ်တေချာသမအောင်မွေးပြီးတော့ကျွန်တော်တို့အိုးဖုံပြီးခဏနဲ့ထားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နှက်ပြီးပြီဆိုလို့ရှိရင်ရေနည်းနည်းထည့်မယ်ပြီးတော့နိုင်ဝက်လောက်ကျွန်တော်တို့ပွက်ပြီးတဲ့ခါကျမှကျွန်တော်တို့ကဒီမဆလာပေါ့နော်ကလားလေးမဆလာကိုကျွန်တော်တို့အနေတော်ရုံထည့်မယ်ပြီးတော့ရှမ်းနေနေပေါ့နော်ရှမ်းနေနေကျွန်တော်တို့ရခိုင်နေကျွန်တော်ဘီလဲနေနေလို့ခေါ်တယ်ဒါလေးနှုတ်နှုတ်စိမ့်ပြီးတော့ထည့်ပြီးတော့ပြန်အုပ်ထားလိုက်မယ်ပေါ့နော်နိုင်ဝက်လောက်နေရင်ကျွန်တော်အရေးခင်းပြီးပေါ့နော်အရေးခင်းပြီးတော့ဒီလိုစီပြန်ပေါ့နော်အနစ်ကလေးတွေရတာတယ်ကျွန်တော်တို့ပူစားလို့ကောင်းအောင်ဆိုပြီးတော့ကျွန်တော်6ရက်နေနေထည့်ပြီးတော့ကျွန်တော်တို့နေထားပါတယ်အခုဆိုရင်စားလို့ရပါပြီ